ပြောင်းလဲရမှာကိုကြောက်တယ်ဆိုရင်မပြောင်းလဲဘဲနဲ့ဒီတိုင်းဖြစ်နေမှာပေါ့မကြောက်ဘူးလားမပြောင်းလဲဘဲနဲ့ဒီနေရာမှာပဲရက်တန့်နေမှာကပို့ပြီးတော့ကြောက်ဖို့မကောင်းဘူးလားရန်ဖြစ်ရမှာကိုပင်ပန်းနေဆိုရင်ဒီတိုင်းရန်မဖြစ်ဘဲနဲ့သွေးအေးပြီးတော့တယောက်နဲ့တယောက်ဝေးကွာသွားမှာကပို့ပြီးတော့မပင်ပန်းစေဘူးလားအဲ့ဒီအစာရင်ထဲကခံစားချက်တွေကိုဖွင့်ဟပြီးတော့တယောက်နဲ့တယောက်နဲ့ရန်ဖြစ်စကားနားလိုက်တာကပို့မကောင်းဘူးလားစပြီးတော့လုပ်ငန်းတစ်ခုခုကိုလုပ်အောင်မှာခက်ခဲနေရဆိုရင်လုံးဝမစတော့ဘဲနဲ့ကိုလှုပ်ရှင်တဲ့အရာကြီးကိုမလုပ်တော့ဘဲနဲ့နေလိုက်တာကကိုယ့်ရဲ့ဘဝကိုပို့ပြီးတော့မခက်ခဲသွားစေနိုင်ဘူးလားအသက်ရှင်နေရတာကမင်းအတွက်ပင်ပန်းနေလို့ခံစားနေရတယ်ဆိုရင်မင်းအနေနဲ့အသက်ရှင်နေပြီးတော့မင်းဘဝရဲ့ရည်ရွယ်ချက်မင်းဘဝရဲ့ရည်မှန်းချက်မင်းဘဝရဲ့ပန်းတိုင်မင်းဘာလုပ်ရှင်တာလဲမင်းအသက်ရှင်နေတော့မှမင်းရဲ့ဘဝအတွက်အတိတ်ပဲရှိတဲ့အရာတွေဘာတွေလုပ်သွားနေတာလဲဘာတွေရှန်ခဲ့နေတာလဲဒါတွေကိုမသိတာကမင်းကိုအသက်ရှင်စေဖို့ပို့ပြီးတော့မပင်ပန်းစေဘူးလားအဲ့တော့မင်းကိုမင်းပြန်မေးရမှာကမင်းအနေနဲ့အသက်ရှင်ရတာကပင်ပန်းတာမဟုတ်ပါဘူးမင်းအသက်ရှင်နေပြီးတော့မင်းရဲ့ဘဝရဲ့အထိတ်ပဲပျောက်ဆုံးနေမှသာမင်းအသက်ရှင်ရတာပင်ပန်းမှာပါအဲ့တော့မင်းအခုအချိန်ရပါသေးတယ်မင်းဘဝရဲ့အထိတ်ပဲကိုရှာပြပါတခါလေမှာကျွန်တော်အနေနဲ့ကိုယ့်ရဲ့ဘဝကြီးကပင်ပန်းလိုက်တာကိုယ့်ရဲ့ဘဝကြီးကခက်ခဲလိုက်တာဆိုပြီးတော့ညီးနေမိရဲ့လူတိုင်းအတွက်ကျွန်တော်တစ်ခုလောက်သတိရစေချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ဒီအခက်အခဲတွေဒီစိန်ခေါ်မှုတွေဒီ challenge လို့ခေါ်တဲ့အရာတွေဒါသာမင်းရဲ့ဘဝကိုပို့ပြီးတော့ကောင်းမွန်တဲ့နေရာတွေစီကိုရောက်ဖို့ခေါ်ဆောင်သွားမယ့်အရာတွေဖြစ်ပါတယ်